နင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025စက်တင်ဘာ1ရက်နေ့ကနေ9ရက်နေ့အတွင်းမှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်ရပိုင်ခွင့်တွေပြန်လည်ရရှိမယ်ရပ်တန့်ထားတဲ့ခီးကိစ္စပြန်လည်ဆင်ပြေမယ်အလုံးစည်းဝါးတိုးတက်မယ်ဝေကြေးကံကောင်းသောနေထားရှိမယ်ရင်းနှီးသူများနဲ့စကားများတတ်တယ်တရက်နေ့မှာအတိုက်ခံနေကြတဲ့ထိုးပေါက်တိုးတက်မယ်2ရက်နေ့မှာငွေကြေးကံကောင်းမယ်လက်ဖွဲ့မယ်3ရက်နေ့မှာအပြိုင်ဆိုင်အလုံးကိုကြော်ပြီးတိုးတက်မယ်4ရက်နေ့မှာဂတိပြည့်သူတွေနဲ့တွေ့တဲ့ရန်နဲ့ရှင်ပြီးလောက်ရမယ်5ရက်နေ့မှာကောင်းသောကိစ္စတွေကြုံမယ်မိကောင်းဆွေကောင်းတွေ့မယ်6ရက်နေ့မှာမမျှော်လင့်မဲ့ခီးကိစ္စစီးပွားကိစ္စအဆင်ပြေမယ်အဲ့ဒီနေ့ကလပြည့်နေ့ဖြစ်တဲ့ဒဏသိတိနက္ခဆန်းရှင်တဲ့နေ့လည်းဖြစ်တဲ့အတွက်လက်လာပံငွေကြေးကိစ္စတွေပြောဆိုဆင်ပြေနိုင်တယ်9ရက်နေ့ရောက်တဲ့အခါမှာငွေကြေးကံကောင်းမယ်ဒါပေမဲ့9ရက်နေ့မှာအဲ့ဒီနေ့ည7:53ရောက်တာနဲ့အဲ့ဒါလက်ချက်ချင်းရှိသွားလိမ့်မယ်အဲ့လက်ချက်ချင်းကြောင့်ဖြစ်ပေါ်တဲ့နောက်ဆက်လေးတွေတော့မရှိပါဘူးနောက်ဒီကာလအတွင်းမှာတနင်္ဂနွေတောက်ကြစနေနေ့မွေးသူတွေကိုအကျိုးပေးလိမ့်မယ်တနင်္လာကြာသပတေးနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်အဖြူရောင်စိမ်းရောင်မိခိုးရောင်နုံးနှစ်ရောင်တို့ကိုသုံးမယ်နှစ်ခုကိုကနန်နေအကျိုးပေးတယ်ကောင်းသောကံကြမ္မာနဲ့တိုးတက်မှုများရစေရန်အတွက်ကိုတော့တပတ်တာကာလအတွင်းအဖြူရောင်ပန်းပွင့်တို့ကိုဘုရားကတ်လူပူဇော်ပြီးတော့အလိုရှိရာဆန္ဒပြုရန်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်စက်တင်ဘာလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအလောက်ကြံရွယ်ချက်တွေအောင်မြင်မယ်မူလနေထားနေပုံမြင်မာတဲ့အခြေအနေတစ်ခုရရှိကြိုးပေးမယ်လုပ်ငန်းခွင်ကလူတွေအလုပ်တိုးတက်မယ်ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေဝင်ဝင်တိုးတက်မယ်လုပ်ငန်းမရှိသူလုပ်ရမယ်ပြိုရွယ်သူတွေစမ်းပွင့်မယ်ကောင်းခြင်းကံကြမ္မာနဲ့အကျိုးပေးမှုတွေလွှမ်းမိုးနေတယ်တရက်နေ့မှာရာရာကောင်းသောနေထားနဲ့တိုးတက်တဲ့ကံပေါ်မယ်2ရက်နေ့မှာရှင်ပြိုင်မှုမှသမျှအောင်မြင်ပြီးဘဝတိုးတက်မယ်3ရက်နေ့မှာရန်တိုက်ခံနေနဲ့ရှင်ပြီးအောင်မြင်မယ်4ရက်နေ့မှာစိတ်ချမ်းသာစရာတွေကြုံမယ်ပျော်ရွှင်မှုတွေကြုံမယ်5ရက်နေ့မှာခရီးကံကောင်းမယ်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်6ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းကြုံမယ်9ရက်နေ့မှာရန်တိုက်ခံနဲ့ရှင်ပြီးလောက်ရမယ်6ရက်နေ့စက်တင်ဘာဟာလပြည့်နေ့စနေနေ့နဲ့တိုက်ဆက်ပြီးဒဏသိတိနက္ခဆန်းရှင်တဲ့အတွက်ငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေဆောင်ရွက်မယ်9ရက်နေ့မှာတော့အဲ့ဒီနေ့ဟာည7:53နောက်ပိုင်းလချက်ခြင်းကိုကြုံမယ်အဲ့တော့တနင်္လာနေ့ဝိသုရိယ9ရက်နေ့မှာဘာမဆိုသတိနဲ့ရှင်ပြီးလောက်ရမယ်လာမင်းလချက်တဲ့နေ့ဖြစ်တဲ့အတွက်ကိုယ့်အတွက်စိတ်အနှောက်အယှက်လေးတွေရှိတာလေးတွေအဲ့ဒီယူဆက်ရမယ်ဒီကာလအတော်တွေမှာကြာသပတေးနေ့ဗုဒ္ဓနေ့ကနေဝိသုတွေကောင်းကျိုးပေးတယ်တနင်္လာသောကြာဝိသုများကြောင့်စိတ်အနှောက်အယှက်ရှိတတ်တယ်36ခုကဏ္ဍနေအကျိုးပေးပါတယ်အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တွေဝှက်ပြီးအလိုရှိရာကိစ္စများဆောင်ရွက်ပါကောင်းခြင်းကံကြမ္မာများရစေရဒီကာလအတွင်းသွားလာစဉ်တွေ့တဲ့အလူကံပုဂ္ဂိုလ်တို့ကိုလူတန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်စက်တင်ဘာ1ရက်ကနေ9ရက်နေ့အတွင်းမှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းရှိမယ်ရည်မှန်းချက်သစ်အောင်မြင်မယ်ဘဝလမ်းကြောင်းသစ်ဖွဲ့မယ်အကြံသစ်အကောင့်ထဲပေါ်အောင်မြင်မယ်ခရီးကံကောင်းမယ်ရက်တတ်တဲ့အလုပ်ပြန်လဲစတင်နိုင်တယ်အလုပ်သစ်ရည်မှန်းချက်သစ်အောင်မြင်မှုတွေကိုရရှိမယ်တရက်နေ့ရာရာကောင်းခြင်းအကျိုးပေးခြင်းကံပွင့်တယ်2ရက်နေ့ရပိုင်ခွင့်တွေလည်းဝယ်ပြန်လဲတောင်းဆိုနိုင်တယ်3ရက်နေ့အလုပ်သမျှစီစဉ်သမျှအောင်မြင်တိုးတက်ခြင်းကိုကြုံ4ရက်နေ့ကောင်းသောအမည်ကျော်ကြားခြင်းနဲ့တိုးတက်ခြင်းကံပွင့်မယ်5ရက်နေ့မှာအငင်းပွားစရာတွေကြုံမယ်ရန်တိုက်ခံနဲ့ရှင်ပြီးတော့6ရက်နေ့မှာမတင်မပဲအလူတန်းပေးရလိမ့်မယ်ကောင်းခြင်းကံကြမ္မာရှိမယ်9ရက်နေ့မှာကောင်းသောကံနဲ့ပြောင်းလဲမှုရှိမယ်ဒါပေမဲ့အဲ့ဒီည7:53နောက်ပိုင်းမှာလက်ချက်ချင်းကြုံမယ်မင်္ဂလာယူပြီးလုပ်တဲ့လူတွေတော့လုပ်ဖို့မသင့်တော့ဘူးဒီကာလအတော်အတွင်းမှာတ
နင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေကြောင့်စိတ်နှောင့်ယှက်ဖြစ်မယ်1ငါကိုကနန်းနေကျိုးပေးတယ်အဝါရောင်လေမော်ရောင်နိုးနေရောင်တို့ကိုသုံးပြီးလိုရာကိစ္စဆောင်ရွက်နိုင်တယ်ထူးခြားချက်ကတော့6ရက်နေ့မှာလပြည့်နေ့မှာဒဏသိတိနဲ့ခတ်စမ်းလင်းရှင်တယ်အဲဒီနေ့မှာနိယဘုရားကျောင်းမှာသွားရောက်ပြီးတော့ဘုန်းကြီးကျောင်းတွေမှာဖြစ်စေသွားပြီးတော့ဖျောင်းနိုင်သွားရောက်လှူဒန်းလိုက်ပါထူးခြားစွာကောင်းခြင်းကံတဲ့လက်ပွင့်ခြင်းတွေရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေသူအလုံးမင်္ဂလာပါ2025စက်တင်ဘာလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာစိတ်ချမ်းသာမယ်အလိုပြည့်စုံမယ်ပြည့်ရသူတွေစမ်းပွင့်မယ်စုပေါင်းလုပ်ဖို့ကိစ္စပေါ်မယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းတဲ့ကြုံမယ်လုပ်ငန်းခွင်မှာအကြီးအကဲမိတ်ဆွေကောင်းတွေကူညီရလုပ်ငန်းမရှိသူလုပ်ငန်းရပြီးရှိသူတိုးတက်မယ်ဝင်ငွေတိုးမှာဒီကလာကောင်းတယ်အတရက်နေ့ရာရာဆင်ပြေခြင်းကံကောင်းခြင်းကိုကြုံမယ်2ရက်နေ့မှာရန်တိုက်ခံကြတိုးတက်ပြီးကံပွင့်သွားမယ်3ရက်နေ့ကငွေစုလိုက်ဝင်ခြင်းလက်ပွင့်ခြင်းကိုကြုံမယ်4ရက်နေ့မှာသွားလာကြည့်ဆက်ရမယ်လူ8ယောက်တူသွားခြင်း8ကဏ္ဍပါတဲ့ရေကားမောင်းနေခြင်းတွေမှာသတိထား9ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်လဲတောင်းဆိုနိုင်တယ်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်မယ်6ရက်နေ့လပြည့်နေ့စနေနေ့အဲ့နေ့မှာဒဏသိတိနဲ့ခန့်စမ်းရှင်တဲ့နေ့အဲ့နေ့မှာပိုက်ဆံကိုအကျွေတို့ကအစဝင်ဆက်ကူငယ်တို့ကိုရေမွေးဖြန်းပြီးတော့စုပ်နေတဲ့ပိုက်ဆံတွေပြန်လဲကတ်ပြီးတော့သေချာသိမ့်ဆက်ပြီးထူးခြားစွာလက်ပွင့်ခြင်းတွေဖြစ်လာနိုင်မယ်အဲ့တော့9ရက်နေ့မှာတော့ကောင်းခြင်းကံရှိတယ်ရီမန်းချက်အလုံးစုံအောင်မြင်ပဲတိုးတက်ပဲဒါပေမဲ့အဲ့ဒီည7:53နောက်ပိုင်းမှာလာချက်ခြင်းနဲ့ပတ်သက်တဲ့ကိစ္စရှိတော့ဒီနေ့လုံးကိုတော့မင်္ဂလာယူပြီးလုပ်တဲ့ကိစ္စလုပ်ဖို့မသင့်ဘူးဒီနေ့မှာဒီကာလမှာတနင်္လာသောကြာအင်္ဂါနေ့မွေးသူတွေဒီတစ်ပတ်အတွင်းအကျိုးပေးလိမ့်မယ်ဇာတာပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ်6ခု9ကဏ္ဍနေအကျိုးပေးတယ်အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုအကျိုးပေးတဲ့ရောင်ဖြစ်သုံးဆွဲနိုင်တယ်ခေါင်းစည်းကြိုးလေးတစ်ခုကိုအထုံးထုံအမွှေးနဲ့သာပြဖြန်းပြီးတော့လူနဲ့ဆောင်မှာကောင်းခြင်းကံတွေရရှိလာပါမယ်ကျေးဇူးတင်ပါတယ်ဇာသပတိနေ့မွေးသူအလုံးမင်္ဂလာပါ2025စက်တင်ဘာ1ရက်ကနေ9ရက်နေ့တော်တွင်မှာအပြိုင်ဆိုင်အလုံးကိုအောင်မြင်မယ်ကောင်းသောကြော်ကြားခြင်းနဲ့တိုးတက်ခြင်းကိုရမယ်ကိုယ်ကိစ္စသာမကအလုပ်ဖို့ကိစ္စတွေကြုံမယ်ရှင်ပြိုင်မှုအောင်မြင်မယ်ပညာတတ်တဲ့ဘဝတိုးတက်မယ်ငွေကြေးဝင်တယ်ပြန်ထွက်တယ်မမြဲဘူးလုပ်ငန်းရေးရာကိစ္စနဲ့တိုးတက်မှုတွေအတွက်ဖန်တီးနိုင်တယ်အလုပ်ရှာခြင်းနဲ့အလုပ်ရခြင်းအလုပ်တိုးတက်ခြင်းတွေကိုကြုံမယ်တရက်နေ့ရာရာဆင်ပြေခြင်းကံကောင်းခြင်းလွှမ်းမိုးနေတယ်2ရက်နေ့မှာရန်နဲ့ရှင်ပြီးလွှမ်းရမယ်စိတ်ပြမမယ်3ရက်နေ့ကစိတ်ချမ်းသာမယ်ရာဆင်ပြေမယ်ဘဝတိုးတက်4ရက်နေ့မှာခီးကံကောင်းမယ်ဘဝတိုးတက်5ရက်နေ့မှာငွေစုလိုက်ဝင်မယ်ဇီဝတက်6ရက်နေ့မှာအသေးစားထိခိုက်မှုရန်တိုက်ခံများမှုယူဆက်ရမယ်အသွားလာနေတဲ့ယူဆက်အပြည့်စီးပြောက်ရှာများတဲ့9ရက်နေ့မှာရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်ဘဝတန်လန်းပေါ်မယ်အဲ့ဒီ9ရက်နေ့ည7:53နောက်ပိုင်းမှာလာချက်ချင်းကြုံမယ်အဲ့တို့ကြောင့်အဲ့ဒီနေ့မှာတော့မင်္ဂလာယူပြီးလုပ်တဲ့ကိစ္စကိုရှောင်ရမယ်ထူးခြားချက်ကတော့6ရက်နေ့အဲ့ဒီနေ့ကလာပြည့်နေ့နဲ့ဒဏသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တော့အဲ့ဒီနေ့မှာလလာဘကိစ္စတွေဆောင်ရွက်ခြင်းတွေကောင်းသလိုပိုက်ဆံဝင်ဆက်ကူတို့ကိုမွေးနာတာပြပြပြီးလူနဲ့ဆောင်ခြင်းပြုခြင်းဖြင့်ထူးခြားတဲ့ကောင်းခြင်းကံတွေကိုလည်းဖန်တီးနိုင်နိုင်မယ်ဒီကာလအတော်တွဲမှာတနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောင့်ယှက်အတိုက်ခံတွေရှိတတ်တယ်1 4 9ကဏ္ဍအကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝတ်ပြီးတော့အလိုကိစ္စဇီဝကိစ္စတွေလုပ်ရင်အောင်မြင်မယ်ကောင်းခြင်းကံကြမ္မာများရစေရန်အတွက်သွားလာစဉ်တွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုအလူဒါနပြုခြင်းဆောင်ရွက်ပါကျေးဇူးတင်ပါတယ်တောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်စက်တင်ဘာလ1ရက်ကနေ9ရက်နေ့တော်တွင်မှာပြောင်းလဲခြင်းနဲ့တိုးတက်မှုရှိမယ်လူမျိုးပဲအကျိုးပေးမယ်ပစ္စည်းပြောင်းမယ်မြောက်ရက်
နောက်မြောက်ရတုကိုသွားစဉ်ပစ္စည်းပြောက်တတ်တယ်နေမှာလဲထိုနေရာတွေမှာလုံခြုံရေးကျူးဆိုင်ပေးပါနောက်ငွေကြေးလမ်းကြောင်းတွေမှာအပြောင်းလဲလမ်းကြောင်းနဲ့စီးကြောင်းတွေတစ်တွေပေါ်လာမယ်ဥတီချက်တဲ့ခီးကိစ္စဆင်ပြေမယ်လူမျိုးပဲကြိုးပေးမယ်ခက်ခဲတဲ့ကိစ္စတွေပြေလည်အောင်ဖြေရှင်းနိုင်တယ်ရပ်တန့်ထားတဲ့လူတွေပြန်လည်စတင်နိုင်တယ်တရက်နေ့မှာတောင်းသောကံနဲ့တိုးတက်မှုကိုရရှိမယ်အရာရာဆင်ပြေမယ်နှစ်ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းအကျိုးပေးခြင်းကြုံမယ်သုံးရက်နေ့မှာရန်တိုက်ခံနဲ့ရှင်ပြီးလောက်ရမယ်လေးရက်နေ့မှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်ငါးရက်နေ့မှာရပိုင်ခွင့်တွေကုန်ပြန်ရမယ်ရင်းနှီးသူများနဲ့စကားများပြီးမှအဆင်ပြေမယ်6ရက်နေ့မှာလက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းရှိမယ်အဲ့ဒီကလပြည့်နေ့စနေနေ့နဲ့တိုက်ဆိုင်တဲ့ဒဏသိတိနဲ့ကစမ်းရှင်ခြင်းလည်းရှိတယ်အဲ့ဒီနေ့မှာအိမ်မှာရှိတဲ့ဘုရားရှင်မှာလင်မန်းတစ်ချက်တည်းမှာလက်ဖက်ပုံပြီးဘုရားကတ်လူပေးပါလက်ပွင့်ကံပွင့်ခြင်းတွေရှိလာမယ်နောက်9ရက်နေ့မှာတော့ရန်တိုက်ခံနေနဲ့ရှင်ပြီးတော့မယ်ငွေဝင်နဲ့ပြန်ထွက်တယ်မမြဲဘူး9ရက်နေ့မှာမင်္ဂလာယူပြီးလုပ်တဲ့ကိစ္စရှောင်းရညပိုင်းမှာ17:53ကျော်သွားပြီးလက်ချက်ချင်းတွေဖြစ်မဲ့အတွက်မင်္ဂလာခါမပေးရအောင်နောက်ဒီကာလအတော်တွင်မှာကြာသပတေးနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေတနင်္လာနေ့မွေးတဲ့သူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနန်ကျိုးပေးတယ်အစိမ်းရောင်ပြန်ရောင်နှုတ်နှစ်ရောင်တွေဝှက်ပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါကောင်းခြင်းကံကြမ္မာများရစေရန်တို့ကနေနီးပါးမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာစံလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်စက်တင်ဘာလ1ရက်ကနေ9ရက်နေ့တော်တွင်မှာမူလစီစဉ်တာနဲ့လက်တွေ့ကုန်ကွာဟမယ်အသွားလာနေထိုင်ကြည့်ဆိုင်ရမယ်ဂတိပြတ်သူတွေနဲ့တွေ့တတ်တယ်စီမံထားတဲ့ကိစ္စတွေကိုဆောင်ရွက်တဲ့အခါမှာနှောင့်နှေးမှုကြကြမှုတွေရှိတတ်တယ်အရာရာသတိနဲ့ရှင်ပြီးလှုပ်ခြင်းဖြင့်ကောင်းသောအောင်မြင်မှုကိုရနိုင်တယ်အာမခံခြင်းတောင်းယူခြင်းတို့ကိုရှောင်ကျဉ်ရမယ်တရက်နေ့မှာအရာရာခက်ခဲတယ်နှောက်ယှက်တွေများတယ်နှစ်ရက်နေ့မှာတော့အညံကင်းပြီးကောင်းခြင်းကံပဲကိုဥတည်လိုက်သုံးရက်နေ့မှာရပိုင်ခွင့်တွေပြန်ရမယ်ရင်းနှီးသူများနဲ့စကားများတဲ့လေးရက်နေ့ငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းကြုံမယ်ငါးရက်နေ့ရပိုင်ခွင့်ပြန်ရမယ်အခက်အခဲကြော်ပြီးအဆင်ပြေမယ်6ရက်နေ့ရံမနာလူသူတွေနဲ့တွေ့တတ်တယ်9ရက်နေ့စိတ်ချမ်းသာခြင်းအဆင်ပြေခြင်းနဲ့ကံကောင်းခြင်းတွေကိုကြုံမယ်6ရက်နေ့စနေနေ့လပြည့်နေ့နဲ့ဒဏသိတိနဲ့ကစမ်းရှင်တဲ့နေ့ဖြစ်တဲ့အဲဒီနေ့မှာပိုက်ဆံကြွေတို့ကိုအမွေးနှံသာဖြစ်ပြန်ပြီးလူနဲ့ဆောင်ပေးပါ9ရက်နေ့မှာတော့မင်္ဂလာယူပြီးလုပ်တဲ့တို့ကိုတော့မလုပ်ရအောင်ဘာလို့ဆိုအဲ့ဒီည7:53နောက်ပိုင်းလကြမှာဒီကာလအတော်တွင်မှာကြာသပတေးနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်369ကနန်းနေကျိုးပေးတယ်အနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်အောင်မြင်မယ်အနီအောင်ပန်းပွင့်ဖရာကတ်လူပူဇော်ပြီးလူရဆူတောင်းရင်ဆူတောင်းပြည့်မယ်ကျေးဇူးတင်ပါတယ်